မင်္ဂလာပါခင်ဗျာကျွန်တော်လည်းထိုင်းစကားလေးလေ့လာလိုက်ကြရအောင်ဒီနေ့မှာကျွန်တော်အတန်ထွက်လေးတွေမရေးပေးထားဘူးကျွန်တော်ရဲ့အတန်ကိုတည်တည်ချာချာနားထောင်ပါနော်ဒီနေ့ဝန်နီဒီနေ့ဝန်နီအဖေဘာအဖေဖာဇေတလာဇေတလာမတော်ဘူးไม่ไปမတော်ဘူးไม่ไปပြครับဒီငါးလုံးကိုပေါင်းလိုက်တဲ့အခါမှာဒီနေ့အဖေဈေးမသွားဘူးပြဆိုပြီးတော့ရပါတယ်วันนี้พ่อไม่ไปตลาดครับวันนี้พ่อไม่ไปตลาดครับဒီနေ့အဖေဈေးမသွားဘူးပြဒီနေ့ကျွန်တော်ဈေးမသွားဘူးပြဆိုရင်ဘယ်လိုဖြစ်မလဲวันนี้ผมพ่อနေရာမှာအဖေနေရာမှာကျွန်တော်ကိုအစားထိုးလိုက်ဒီနေ့ကျွန်တော်ဈေးမသွားဘူးပြวันนี้ผมไม่ไปตลาดครับဒီကဖုန်းနေရာမှာချန်းကျမစားထိုးမယ်วันนี้ช่างไม่ไปตลาดครับวันนี้ဒီနေ့နေရာမှာမနေ့ပြန်စားထိုးမယ်พรุ่งนี้ผมไม่ไปตลาดครับအဲ့လိုပဲအစားထိုးပြီးတော့စကားလုံးတစ်လုံးသိပြီဆိုရင်အစားထိုးပြီးတော့အသုံးပြုတတ်အောင်အမြဲတမ်းလေ့ကျင့်ပါနော်ကျေးဇူးတင်ပါတယ်ခင်ဗျနားလည်မယ်လို့လည်းညွှန်လင့်ပါတယ် see you in the next video guys thank you တကယ်တော့နားမလည်တာမရှင်းတာရှိနေပါနော် comment ထဲမှာ